မိဘတွေကိုစီးပွားတက်စေတဲ့မကွေးမျိုးကထူးခြားသောလူ6ကလေးညီကို2ယောက်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာလူဖွဲ့စည်းထဲမှာတကယ်ရှိနေပြီးသိပ္ပံပညာနဲ့ရှင်းပြဖို့ခက်ခဲတဲ့ယုံကြည်မှုနဲ့မေတ္တာတရားပေါင်းစပ်ထားတဲ့ထူးခြားဆန်းကျယ်ဖြစ်ရမှန်တစ်ခုကိုတင်ဆက်ပေးခြင်းပါတယ်နေရာကတော့မြန်မာပြည်အလဲပိုင်းမကွေးတိုင်းဒေသကြီးမကွေးမြို့နယ်တွေကအလဲချောင်းဆိုတဲ့ရွာလေးတစ်ရွာမှာပါမိခင်မြတ်တာဆိုတာအရာရာကိုကြော်လွှားနိုင်တယ်လို့ဆိုကြပါတယ်။ဒီစကားကမကွေးအလဲချောင်းရွာကအဖွားတယောက်အတွက်တော့တကယ်ကိုမှန်ကန်နေပါတယ်။ဘာကြောင့်လဲဆိုတော့ဒီအဖွားဟာတာမန်သားသမီးတွေအပြင်တာမန်လူတွေအမြင်မှာကြောက်လန့်စရာလိုထင်ကောင်းထင်နိုင်တဲ့လူကြောက်ကလေးငယ်2ယောက်ကိုပါတာအရင်တွေလိုသဘောထားပြီးတော့ပြုစုပြောထောင်နေလိုပါပဲဒီဖြစ်စဉ်မှာစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့အဖွားရဲ့သားသမီးရတနာတွေထဲမှာထူးထူးခြားခြားပါလာတဲ့ဒီလူကြောက်ညီကို2ယောက်ကိုမိသားစုဆက်ဆံတဲ့ပုံစံမှာပဲစေပညာသဘောအရကြည့်မယ်ဆိုရင်တော့ဒါဟာတရေသားဘဝကလေးက၆တွေ့သွားတဲ့ရုပ်ချင်းတွေလို့ပြောနိုင်ပေမဲ့ဒီမိသားစုအတွက်တော့သူတို့ဟာအသက်မဲ့နေတဲ့အရာဝတ္ထုတွေမဟုတ်ပါဘူးအိမ်ရဲ့စက်တရေဆောင်ဘိုးတော်မောင်တော်တွေဖြစ်တယ်လို့မိဘကိုအကျိုးပြုမဲ့တာရတနာတွေလည်းဖြစ်ပါတယ်အထူးခြားဆုံးကတော့အဖွားရဲ့ပြုစုဆောင်ရှောက်မှုအပိုင်းပါပဲအဖွားကဒီကလေး2ယောက်ကိုဖျားစင်မှာတီးတဲ့နေရာပေးပြီးပူဇော်ထားရုံတသက်မဟုတ်ပါဘူးတက်ရှိလူသားကလေးငယ်တွေလိုမျိုးပဲအလားပဆုံးဝိစားတွေဆင်မြန်းပေးတယ်ခေါင်းမှာအုတ်ထုတ်လေးတွေစောင်းပေးတယ်ပြီးတော့ပရိသတ်ကြီးရဲ့ခြင်းရင်လည်းရဲ့အန်အောရင်လည်းအန်အောသွားနိုင်တဲ့အချက်ကသူတို့ညီကို2ယောက်ရဲ့ခြေထောက်လေးတွေမှာဖက်နှက်လေးတွေပါစီးပေးထားပါတယ်ဒါကဘာကိုပြနေလဲဆိုတော့မိသားစုရဲ့ယုံကြည်မှုကဒီကလေးတွေကရုပ်အလောင်းတွေမဟုတ်ပဲဝိညာဉ်ရှိနေတယ်သွားလာလှုပ်ရှားနေတယ်ဆိုတဲ့အယူအဆကိုတွေ့ရပါတယ်အဖွားကိုယ်တိုင်ပြပြချက်အရဆိုရင်ဒီသားတော်မောင်တော်တွေကအိမ်မက်ထဲထိလာပြီးတော့မိဘတွေနဲ့ဆက်သွယ်လေးရှိပါတယ်အမေရေးသားဖက်နယ်လေးကကြက်နေပြီးစီးရတာအဆင်မပြေတော့ဘူးအသေးလဲပေးပါဆိုပြီးတော့အိမ်မက်လာပေးတတ်တယ်လို့စားချင်တာရှိရင်လဲပူဇာတတ်ပါသေးရဲ့အဖွားကလည်းမိခင်စိတ်နဲ့သားတွေပူဇာသမျှကိုမရရအောင်ရှာဖွေပြီးတော့ဖြည့်ဆည်းပေးလေးရှိပါတယ်မြမရုပ်ရအယူဆမှာတော့လူကြောင်မွေးတဲ့အိမ်ကလက်ရွှင်နဲ့စီးပွားတတ်တယ်လို့ရှိလူကြီးတွေကအဆိုစမတ်ပြုကြပါတယ်ဒီမိသားစုမှာလည်းဒီယုံကြည်ချက်ကခိုင်မာနေပါတယ်သူတို့မိသားစုရဲ့စီးပွားရေးအဆင်ပြေမှုတွေလက်လာပဝင်ရောက်မှုတွေနဲ့ဘေးအန္တရာယ်ကင်းရှင်းမှုတွေဟာဒီလူကြောင့်ညီကို2ယောက်ရဲ့ဆောင်းရှောက်မှုကြောင့်လို့တထစ်ချအယုံကြည်ထားပါတယ်မိဘကဂရုစိုက်လေးသားတွေကမိဘကိုပြန်ပြီးတော့အကျိုးပေးလေးဆိုတဲ့သဘောတရားပါပဲခင်မီတိုးတက်နေတဲ့ဒီဘက်ခေတ်ကြီးထဲမှာဒီလိုအဖြစ်ပြက်မျိုးကိုလက်ခံဖို့ခက်ခဲတဲ့သူတွေရှိကောင်းရှိနိုင်ပါတယ်ဒါပေမဲ့မကွေးအလေချောင်းရွာကအဖွားတော့ဒါကအယူသီးမှုတသက်မဟုတ်ပါဘူးဒါဟာတန်ရိုးစင်မှာကိုဝန်းနဲ့လွယ်ပြီးတော့မွေးထုတ်ထားတဲ့သားသမီးကိုဘလို့ပုံစံမဲဖြစ်နေပါစေစွန့်ပစ်မသွားဘဲနဲ့ရင်အုပ်မကွာစောင့်ရှောက်ထားတဲ့မိဘမြတ်တာရဲ့ပြရုပ်တစ်ခုလိုပဲကျမကတော့မြင်မိပါတယ်ပရိသတ်ကြီးရောဒီလိုထူးခြားဆန်းကျယ်တဲ့အဖြစ်အပျက်မျိုးကိုဘယ်လိုထင်ပါသလဲသိပ္ပံပညာအရာကြည့်မလားဂမ်မီယာရှူတောင်းကပဲကြည့်မလားဒါမှမဟုတ်မိခင်မြတ်တာဘွဲဇလန်းလေးတစ်ပုတ်အနေနဲ့ခံစားမလားပရိသတ်ကြီးရဲ့ပတ်ဝန်းကျင်မှာဒီလိုလူကြောက်ကိုကူးကွယ်ပြီးတော့စီးပွားတက်လာတဲ့သူတွေကြားဘူးတာရှိလားရှိလို့ရှိရင်မှတ်ချက်ပေးဝင်ရောက်ဆွေးနွေးပေးပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်